အခုကတော့လိုက်ပို့မှာပဲဖြစ်ပါတယ်လိုက်ကြည့်ပါအောင်ဘယ်နေရာတွေရှောက်လည်မလဲဆိုတာဖေအောက်ကြည့်ရတာအမလီဖေပြီးရင်လှေတွေလည်းစီးပါမယ်ဟာနိုင်တော့မနိုင်တော့ဝေးကဲအားလုံးပဲမင်္ဂလာပါဒါဒီနေ့ကတော့ဒါမိုင်းရှူတောင်ပေါ်ရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့ဒီမိုင်းရှူတောင်ပေါ်မှာရှိတဲ့နေရာတွေရှောက်ပြီးတော့လင်းမှာပဲဖြစ်ပါတယ်ဒီမှာတကယ်အထင်ကြီးနေရာတွေရောပေါ့နော်တခါမှလည်းမရောက်ဖူးပါဘူးခုမှရောက်ဖူးတာဖြစ်တဲ့အတွက်ကြောင့်အခုတော့မှဒီမဲ့ပထမဒါဆိုလို့ရှိရင်6နိုင်လောက်ဆိုတာတိမ်ပင်လည်းဖြစ်တယ်လို့ပြောတယ်ခုကတော့အောက်ကိုဓာတ်တိုက်ကိုမြင်နေရတယ်အကုန်လုံးအဲ့လိုမျိုးရှယ်ပဲလှသလားမင်းနဲ့အခုကတော့လိုက်ပို့မှာပဲဖြစ်ပါတယ်လိုက်ကြည့်ပါအောင်ဘယ်နေရာတွေရှောက်လည်မလဲဆိုတာ Okay let's go အရန်လာတဲ့တောင်ပေါ်ရှုခင်းလေးကနေပြီးပြပါမယ်ကိုကကျတော့ဓာတ်မြစ်ဖက်နဲ့ကြမ်းပေါက်ကြွကြမှာဆိုလို့အမလေးမျက်စိတောင်မူးတယ်ဖေအောက်ကြည့်ရတာအမလေးဖေတပုတ်တွေထားဖို့တင်စားဖြစ်နေတယ်ကြည့်ပါဦးရှုခင်းကြီးကိုကြည့်ပါဦးအရန်ကိုလှပါတယ်အေးတွေ့လားအမလေးအမောကတော့ပြေးပါတယ်ရင်သက်ချူမောဖြစ်နေအမလေးလှလိုက်တာအောက်မှာလည်းအနစ်ကြီးပဲတော့ကြည့်ပါဦးရမ်းမိုက်โอเคပါကျေးဇူးပါဥပကူပြန်သွားအောင်နောက်ထပ်လှတဲ့နေရာလေးတွေလိုက်ပြမယ်နော်မင်္ဂလာပါအခုကတော့အရန်လှတဲ့ရေတကွလေးကိုပြမှာပဲဖြစ်ပါတယ်မိုင်းရှူးမြို့မှာတကယ်မှအထင်ကြီးလှပတဲ့နေရာလေးပါဒီမှာကြည့်လိုက်ပါဦးဝေါလှလိုက်တာမိမိတို့မင်္ဂလာပါလာဟိုကြည့်လှလား so beautiful နော်ကြည့်ဟိုမှာရမ်းလာတယ်ကြည့်ဝေါအနေဒါရက်ပါကြီးတို့တေးကန်ကြီးနဲ့ကဲရမ်းလာပါတယ်နောက်ခါရှုခင်းကြီးနဲ့တူတူပေါ့နော်ပြီးရင်လှေတွေလည်းစီးပါမယ်ကိုကတော့အရင်ဆုံးရေကွန်ကြီးကိုရိုက်ရချင်းပေါ့နော်အရင်ဆုံးရိုက်တာပါကျေးဇူးပါ